ရှိုင်မျိုးတာလီစောပါမိတ်ဆွေတငယ်ချင်းများအားလုံးမင်္ဂလာပါဗျဒီနေ့ကျွန်တော်လိမ့်မဲ့ဆူရှီရိုလေးကတော့ Spider Roll ပဲဖြစ်ပါတယ်ဗျရိုးရဲ့ပါဝင်ပစ္စည်းကတော့ Masago ရဲ့ Scallion ရဲ့ Asparagus ရဲ့ Avocado ရဲ့ဖြစ်ပြီးတော့ကျွန်တော်က Spider Roll ဆိုတော့ဒီမှာ Social Crab Tempura လေးကိုအသုံးပြုထားပါတယ် Roll လေးကိုကျွန်တော်ကတေးသေးရှာရှာလေးလိပ်ပြီးတော့ပပလေးလှိဖြတ်လိုက်ပါတယ်ဗျSpider Roll ဆိုတော့ကျွန်တော်က Spider ပင့်ကူအင်လေးကိုဆွဲမှာဖြစ်ပါတယ်ပင့်ကူအင်လေးဆွဲတဲ့အခါကျွန်တော်က ear saw လေးကိုအသုံးပြုထားပါတယ်ဗျကျွန်တော်ကပင့်ကူအင်လေးကိုရိုးရှော့ရှော့လေးနဲ့ဆွဲလိုက်ပါတယ်ခုဆိုရင်ကျွန်တော်ရဲ့ပင့်ကူအင်လေးကတက်တက်လှပတော့ပါပြီဗျကျွန်တော်ကပင့်ကူအင်လေးရဲ့ပုံမှာ roll လေးကိုတေးသေးရှာရှာလေးတင်လိုက်ပါတယ်ဗျကျွန်တော်က roll လေးကိုတေးသေးရှာရှာလေးထိပြီးတော့သူ့ရဲ့အပေါ်မှာ ear saw ပပလေးဖြန့်လိုက်ပါတယ်ပြီးတော့ decoration အနေနဲ့ဒီမှာ Masago လေးနဲ့ Scallion လေးကိုလည်းအသုံးပြုထားပါတယ်ဆူရှီပကံပေါ်မှာမပါမဖြစ်တဲ့ဂျင်ဂျာဝါဆာဘီလေးကိုထည့်လိုက်တော့ wow ကျွန်တော်ရဲ့ Spider Roll လေးကခုဆိုရင်ရှေ့ဖြစ်တော့ပါပြီဗျ